ဆိုင်ဖုန်းကို2ရက်လို့မှာအခုကျွန်တော်အတန်လုံးဈေးနှုန်းနဲ့တကယ်တန်တဲ့ဖုန်းတော့ကျွန်တော်ပြအရှင်းနဲ့တူလာတယ်ဒီမှာ Vivo S1 Pro မှန်လက်ပွေနော်မှန်လက်ပွေနဲ့ Brand 8128ကိုမှ20ခွန်မှရှိလုံးဝပါခဲ့လုံးဝပါခဲ့အဲ့ကောင်ကပစ္စည်းကတော့အများကြီးမရှိဘူးကျွန်တော်4-5လုံးလောက်ပဲရှိတယ်ဒီမှာလုံးဝလှတယ်ဗျ20တကယ်ကိုတန်တာနော်အဲ့ထက်တန်တာတစ်ချက်ရှိသေးတယ်ကျွန်တော်ပြမယ်အဲ့ဒါဘူးကျိုးဆိုအကောင်ကပါခဲ့နော်အတင်းနဲ့ပတ်သက်တဲ့ဟာအကုန်ပါတယ်ဒီမှာဒီကောင်လေး2သိန်းပဲဒီကောင်လေးအသက်ပဲဟာမကြီးအဲ့ထက်တန်တာတော့မရှိဘူး2သိန်းခွဲရတော့အဲ့ထက်တန်တာတော့မရှိဘူးဗျာကျွန်တော်တစ်ချက်ပြမယ်အဲ့ကောင်တော့တစ်လုံးပဲရှိမယ်အဲ့တစ်လုံးပဲရှိမယ်အဲ့ဒါ Vivo Y16 အဲ့တစ်လုံးပဲရှိမယ်နောက်တစ်ချက်ပြမယ်ဟိုမီတွေကသုံးကျင်တယ်ဆိုရင်လည်းမီထဲမှာအများကြီးရှိတယ်ဒီမှာတန်း AC အကောင်2သိန်းကျော်ပဲရှိမယ်2သိန်းကျော်လေးပဲရှိမယ်ဒီမှာ Oppo A56 သူလည်း2သိန်းကျော်ပဲတိုက်စီနော်တိုက်စီ Brand 8128ဘယ်လိုအမ်ပီယာ9000ပါတယ်ဖုန်းနဲ့တခြားဒီ3သိန်းဝန်းကျင်တဲ့ဖုန်းတွေ5-6သိန်း9သိန်းပေါ့နော်မိတ်ဆွေတို့ကြိုက်တဲ့ဖုန်းစင်းနှုန်းကိုပြောကျွန်တော်အကုန်ဆင်ပြောင်းလုပ်ပေးမယ်ရန်ကုန်မြို့တွင်းကိုကျွန်တော်အယောင်ဝချေလုပ်ပေးမယ်တခြားနယ်တွေကတော့ဆင်ရနည်းနည်းတော့ကြိုထွက်ရမယ်ရန်ကုန်မြို့တွင်းဆိုတော့အယောင်ဝချေဆင်ပြေမယ်โอเค